အခုလောကျွန်တော်သဘောကျနေရေမွေးပတ်တူဆိုတော့ဒီဗီဒီယိုမှာပထမဆုံးကျွန်တော်ပြပြချင်တဲ့ရေမွေးကတော့ဒါဟိုးအရင်တော့လွန်ခဲ့တဲ့4-5နှစ်လောက်တော့ကျွန်တော်ဆိုင်းခဲ့ဘူးလေရေမွေးပေါ့နော်အဲ့ရေမွေးအရန် strong ဖြစ်ပြီးတော့ကျွန်တော်အရန်သဘောကျတဲ့ဒီဇိုင်နာရေမွေးကိုမှပိုပြီးကောင်းတဲ့ version တစ်ခုလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်သူကတော့ Sarjoff ရဲ့ Alexandria 2ဒီကျွန်တော်လက်ထဲမှာရှိတဲ့ plane လေးကတော့ 15mm plane လေးပေါ့နော်ချစ်စရာလေးကျွန်တော်အနေနဲ့ကလည်း collection ရဲ့အကြီးရှိရမလို့ဒါ plane ကြီးလောက်ထိမလို့ပေါ့နော်ဆိုတော့ဒီကောင်လေးဝယ်လိုက်တာပုံမှန် plane ကလိုမျိုးပုံစံလေးလာလိမ့်မယ်အဲ့တော့ဒီကောင်ကတော့အဓိကတော့ lavender နဲ့ oud နဲ့ပေါ့နော်ဆိုတော့သူ့မှာသုံးထားတဲ့ oud က clean ဖြစ်တဲ့ oud ပဲအဲ့ဒါမှ lavender ပေါင်းထားပြီးတော့ Sarjoff ရဲ့ဒီထုံးစံတိုင်း sparkling ဖြစ်တဲ့ vibe မျိုးလေးအဲ့လိုမျိုးလေးသွားထားတယ်ပေါ့နော်ဆိုတော့တော်တော်လေး strong ဖြစ်တယ် dark ဖြစ်တယ်ဒါပေမဲ့ချိုတဲ့ e တဲ့ဖက်လည်းမသွားဘူးအရင်မှိုင်းနေပဲလည်းမသွားဘူးဒါပေမဲ့မှိုင်းနေရလေပပလေးရရှိနေပါတော့ဆိုတော့ကိုအနံ့ကိုကဝူဒီဖြစ်နေမှိုင်းလေးသဘောကျရသူဆိုလို့ရှိရင်ဒီကောင်သဘောကျနေမယ်ကျွန်တော်ဒီကောင်ဆွတ်တယ်ဆိုလို့ရှိရင်အများကြီးဆွတ်ဆရာမှာနှစ်ချက်လောက်ပဲဆွတ်တာပေါ့နော်အဲ့ဒါအောင်မှတနေ့ကုန်နှွေးနေပြီးတော့မိုက်နေရအခုလိုမျိုးမွေးရတဲ့အေးရဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တစ်ခါလေးကြားလို့ရှိရင်ဆွတ်ဖြစ်တယ်တော်လေးလေးမိုက်တယ်အဲ့ဒါတော့ပထမဆုံးပြပြချင်တဲ့ရေမွေး Alexandria 2ဒုတိယမှာပြပြချင်တဲ့ရေမွေးရတာကျွန်တော် collection ထဲမှာလုံးဝအစ်စ်တော့မဟုတ်ဘူးပေါ့နော်အရင်တော့ဒီ plane ကိုကျွန်တော်မှရှိခဲ့ဘူးတယ်ဒါပေမဲ့ဒီရေမွေးအနံ့ကိုကျွန်တော်မရတာကတနည်းခွဲ2နှစ်လောက်ရှိသွားပြီပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တော်တော်လေးလွမ်းလာလို့ဒီကောင်ကိုပြန်ပြီးကိုဝယ်ဖြစ်သွားတာသူကတော့ Frederick Moy Promise ပေါ့နော် Frederick Moy Promise ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အနံ့တစ်ခုပဲသူကအဓိကကတော့ Apple ကိုမှ Woody Boozy ဖြစ်သွားတာ Apple အနံ့ပါတယ်အဲ့ဒါကိုမှတစ်မင်းအနံ့လို့ခေါ်တယ်ပေါ့နော် superior wine လို့ခေါ်တယ်အဲ့ဒါကိုမှတော့လုံးဝ green ဖြစ်နေ resin များတစ်စီးများအဲ့လိုတစ်အနံ့အဲ့လိုမျိုးသွားတာဆိုတော့အရင်မှိုင်းနေတဲ့ထဲတော့လည်းမပါဘူးအရင် woody ဖြစ်တဲ့ထဲမှာလည်းမပါဘူး apple ပါလို့လည်း fresh အရင်ဖြစ်သွားတဲ့ထဲမှာလည်းမပါဘူး balance ကတော့လည်းသူရှိနေအောင်အဲ့ဒါမှတော့ unique တော်တော်ဖြစ်တယ်ကျွန်တော် collection စုခဲ့တာဆိုလို့ရှိရင်ကျွန်တော်ရေမွေးပလင်း900လောက်ရှိရကျွန်တော်ဆိုင်းခဲ့ပြီးရေမွေးအားလုံးပေါင်းလိုက်လို့ရှိရင်ကျွန်တော်ရေမွေးနဲ့2000လောက်ရှိရဒါပေမဲ့အဲ့အထဲမှာဒီကောင်နဲ့တူတဲ့အနံ့ဆိုတာကျွန်တော်တခါမှမရပေးဘူးပေါ့နော်ဆိုတော့တော်တော်လေး unique ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်စီမှာဝယ်ဘူးတဲ့ customer တယောက်ရှိရယ် promise ကိုသူအရန်ကြိုက်တာသူကဒီဓာတ်ဆီဆိုင်မှာအလုပ်လုပ်တယ်လို့ပြောရပါတော့เนาะဆိုတော့သူ့ရဲ့ဓာတ်ဆီဆိုင်မှာဒီရေမွေးဆွတ်ထားလိုက်လို့ရှိရင်သူအများကြီးမဆိုတော့သူ2ချက်လောက်ပဲဆွတ်ထားလိုက်လို့ရှိရင်ဓာတ်ဆီဆိုင်ကတခုလုံးသူ့အနံ့ကိုကောင်းကောင်းရနေပြီးလို့ရှိရင်သူအနေနဲ့လည်း compliment ရရတယ်ပေါ့เนาะအဲ့လိုမျိုးကျွန်တော်အမြင်နဲ့ပြဘူးတယ်သူဆိုလို့ရှိရင်ဒီကောင်အရင်ကြိုက်တာဆိုတော့အဲ့လိုမျိုး experience တွေလည်းရှိရပါတော့ဆိုတော့ကျွန်တော်တို့ဒီကောင်ကို unique အရန်ဖြစ်လို့ကြိုက်တာကျွန်တော်အများကြီးဆွတ်ဆရာလည်းမလို့ကျွန်တော်ဒီကောင်ဆိုလို့ရှင်ကျွန်တော်တစ်ချက်လောက်ပဲကျွန်တော်အမြင်နဲ့ဆွတ်တာပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်တော့တော်တော်လေးဆွဲနေပြီလို့ပြောလို့ရတယ်စိတ်ဝင်စားဖို့ရန်ကောင်းတယ် Apple နဲ့အဲ့လို Woody ဖြစ်အနံ့မျိုးလုံးဝ niche ရေမွေးအရသာဆိုတာအပြည့်အဝခံစားရမယ်ဟာမျိုးပေါ့နော် Frederick Moy Promise ကျွန်တော်ဘောကြနေရေမွေးနောက်တစ်ခုအကြောင်းပြောခင်မှာဒီတည်းရေမွေးတွေစမ်းသုံးကြည့်နေဆိုလို့ရှိရင်ကျွန်တော် page ခွဲဖြစ်တဲ့ဒီကမိုင်သူစကနေပြီးဒီကနေဝယ်ပြီးတော့စမ်းသုံးကြည့်လို့ရပါတယ်အဲ့လိုမျိုးဝယ်ပြီးစမ်းသုံးကြည့်ခြင်းအားဖြင့်လည်းကျွန်တော်ကို support ပေးရကြပါတယ်ဆိုတော့နောက်ထပ်ရေမွေးတစ်ခုအကြောင်းပြောလိုက်ရအောင်နောက်ထပ်ပြခြင်းနဲ့ရေမွေးရတော့ဒါ house တစ်ခုတွေကရေမွေးနှစ်ခုပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုကတော့ဒါ dipped in chocolate လို့ခေါ်တယ်ဒီကောင်ကတော့ဒါပြီးခဲ့တဲ့နှစ်တွေတုန်းကသူတို့ထွက်ထားပြီးတော့ imaginary author house ကနေပြီးတော့နာမည်ကြီးသွားတယ် wave of a welfare ကုန်းပေါ့နော်အဲ့ဒီအနံ့ကိုမှသွားတော့ chocolate ပေါင်းလိုက်တဲ့အနံ့လို့ပြောလို့ရတယ် literally like ဒီရေမွေးကို dipped in chocolate တဲ့မှာ chocolate နဲ့နှိမ့်လိုက်တယ်လို့မျိုးပဲဆိုတော့ဒီကောင်ဆွတ်လိုက်တယ်ဆိုလို့ရှိရင် chocolate ချိုလေးရလိမ့်မယ်အဲ့ဒါကိုမှ dry down ရောက်သွားတဲ့ခါကျလို့ရှိရင်เนาะ vanilla နဲ့ ice cream နဲ့ပုံစံမျိုးလေးသွားတယ်အဲ့ဒါကိုမှဒီ waffle အရသာမျိုးလေးပေါ့เนาะအဲ့လိုမျိုးလေးရနေမှာဆိုတော့အရသာတော်တော်လေးရှိအနေနဲ့တစ်ခုလို့ပြောလို့ရတယ်ကျွန်တော်ကဒီကောင်မိုးရင်အေးရမှာဆိုလို့ရှိရင်ကျွန်တော်ဂုံးမှတစ်ချက်လောက်ဆုပ်ပြီးတော့စိန်ခံနေပေါ့เนาะဒီအနံ့ကိုစိန်ခံနေပေါ့အဲ့လိုမျိုးပြောလို့ရတယ် artistic ဖြစ်တဲ့အနံ့မလို့ကျွန်တော်အများကြီးတော့မဆန်းရသေးဘူးလာမယ့်ဆောင်းရာသီမှာကျွန်တော်ပို့ပြီးတော့ဆုပ်ဖြစ်မဲ့အရင်မွေးတစ်ခုလို့ပြောလို့ရတယ်ပေါ့เนาะဆိုတော့ဒါတော့ dipped in chocolate ဒုတိယမြောက်ဒီ imaginary author house ရဲ့ပြပြချင်တဲ့ရေမွေးရတာအရင်တော့ရှိပြီးသားပေါ့လေအဲ့ဒါမှလွမ်းလို့ပြန်ပြီးဝယ်လိုက်တဲ့ဟာသူကတော့ memoirs of a trespasser ဒါက vanilla အနံ့ကိုကောင်းကောင်းမသုံးဘူးသေးရဲ့သူတွေသုံးကြည့်တဲ့အနံ့တစ်ခုပဲ baby cat တို့ဘာလို့ထက်လဲအများကြီးကောင်းတယ် Nishani Annie တို့ဘာလို့ထက်လဲအများကြီးကောင်းတယ် try ကြည့်တဲ့အထဲမှာပါတယ်ဆိုတော့ဒီအုပ်ပေါ့နော်အုပ်တစ်အနံ့ပေါ့နော်ဝချတစ်ပင်နဲ့အဲ့လိုမျိုးဟာနဲ့လုံးဝvanilla ကို strong ဖြစ်နေအောင်ပေါင်းနေတာတော်တော်လေးလှတယ်ကျွန်တော်အခုဝယ်တဲ့ batch မှာဆိုလို့ရှိရင်တော့ဒီကောင်ပပလေး bright ဖြစ်သွားတယ်ဟို boozy ဖြစ်တဲ့အနံ့လေးပေါ့နော်အရက်နဲ့ဆက်ဆန်လေးအဲ့ဒါလေးပို့ပြီးတော့လှသွားတယ်အရင်တော့ဆိုလို့ရှိရင်တော်တော်ကြီး strong ဖြစ်တဲ့ဒီ woody vanilla ပုံစံမျိုးသွားထားတာဒါပေမဲ့ဒီမှာကျတော့နည်းနည်းလေး clean ဖြစ်တဲ့ vibe ဖြစ်တဲ့အဲ့လိုမျိုး vibrant ဖြစ်တဲ့ sparkling ဖြစ်တဲ့အနံ့မျိုးလေးပါသွားတယ်ပေါ့နော်ဆိုတော့တော်တော်လေး unique ဖြစ်သွားတယ်ပို့ပြီးတော့လည်းစွတ်ရလွယ်သွားပြီးပို့ပြီးတော့လည်းကောင်းနေပေါ့နော်ဆိုတော့ကိုလူအနေနဲ့ vanilla အနံ့ကြိုက်တယ်လို့ထင်နေဆိုလို့ရှိရင်ဒီကောင်မဖြစ်မနေစမ်းကြည့်တယ်ဒါကျွန်တော်ရေမွေးဟာကိုစုရဲ့သူတွေအထက်မှာဆိုလို့ရှိရင်ဒါအရင်နာမည်ကြီးတဲ့ vanilla အနံ့ပဲ memoirs of a trespasser အခုပြပြချင်တဲ့ရေမွေးရတော့ဒါလုံးဝ Siage monster ပေါ့နော်ဒီရေမွေးကိုကျွန်တော်ကောင်တိုင်မှာလည်းကျွန်တော်သွားဆမ်းမှုတယ်ဆမ်းမှုတော့အလောက်ထိ impression တိတ်ပြီးတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ငါထူးပါဘူးပေါ့နော်ဒီ iris အနံ့ကောင်းကောင်းလေးက
ဝယ်မှာပါပဲဆိုပြီးဝယ်လိုက်ပြီးတော့မှတကယ်တမ်းလည်းအချိန်ပေးလဲဆိုတော့တော်တော်ကြီးကို beast mode ဖြစ်ပြီးတော့တော်တော် serious ကိုလှတဲ့အနက်တစ်ခုပေါ့နော်သူကတော့ Guerlain ရဲ့ Iris Pallida ဒီကောင်ကတော့ A-Street Collection ထဲမှာပါတဲ့ရေမွေးပေါ့နော် Guerlain ရဲ့ A-Street Collection ထဲမှာပါတဲ့ရေမွေးဒီကောင် 50ml လေး Dublin က retail ဈေး900ကျော်600လောက်တော့ကျရတယ်ပေါ့နော်တော်တော်ဈေးကြီးရဲ့ရေမွေးလို့ပြောလို့ရတယ်ဒါပေမဲ့God damn it ကောင်းလိုက် Iris အနံ့ကိုလူကကြိုက်တယ်ဆိုလို့ရှိရင်ဒါကိုမဖြစ်မနေတော့ရှူဘူးတင်တယ်ဒါကိုမဖြစ်မနေတော့တရက်လောက်တော့စုပ်ဘူးတင်တယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်လုံးဝ Iris အနံ့ကိုပပလေးနဲ့အရသာအရန်ရှိပြီးတော့ပြပြနှစ်လည်းခံစားရမှာဆိုတော့ Guerlain ရဲ့အားသာချက်ကဘာလဲဆိုတော့ Guerlain ကဒါလုံးဝသူတို့ရဲ့ private collection တွေက master ပဲဒါလုံးဝဒီ ingredient note တစ်ခုကိုအပြည့်အဝအရသာခံစားခြင်းလဲဆိုလို့ရှိရင် Guerlain ရဲ့ private collection တစ်ခုကိုသွားလာအဲ့မှာသူတို့ရဲ့ note တစ်ခုချင်းစီပေါ်မူတည်ပြီးတော့သွားထားတဲ့ဟာအရန်မိုက်တယ်ပေါ့နော်ဆိုတော့ Iris အနံ့လေထဲပြန်သွားလို့ရှိရင်သူက boundary ဖြစ်တဲ့အနံ့တော်တော်လှလုံးဝလူကလေ luxury ဆန်နဲ့အနံ့ဆိုတာဒါမျိုးဖြစ်သွားတာကွာသိလားအဲ့လိုတိအောင်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒါကျွန်တော်ရေမွေးအများကြီးစုပြီးသွားတယ်ဆန်းပြီးသွားတဲ့လူအနေနဲ့တိတ်ပြီးတော့အနံ့နေချူဟာကြီးမထူးဆန်းတော့ဒါပေမဲ့ဒီကောင်လေထဲပြန်သွားအနံ့ရလိုက်ချင် fuck မိုက်လိုက်တာပေါ့နော်အဲ့လိုဖြစ်သွားတာပေါ့နော်ဆိုတော့တို့ရမိုက်တဲ့ဒါကျွန်တော်တရက်တော့ full review ကျွန်တော် AC လုပ်ပေးအောင်မယ် Guerlain Iris Pallida right ပြောစရာရေမွေးရနှစ်ခုကျန်သေးတယ်ပေါ့နော်တစ်ခုပြောလိုက်ဟာသူကတော့ Amouage Jubilation 40 Amouage Jubilation 25ကကျွန်တော် channel ကြည့်နေကြဆိုရှင်သိလိမ့်မယ်ကျွန်တော်အရန်ကြိုက်တာပေါ့နော် Amouage ရေမွေးအများကြီးရှိတဲ့အထဲမှာဆိုလို့ရှိရင် Jubilation 25ကျွန်တော်တို့ top 1 2ထဲမှာအမြဲရှိနေတဲ့ရေမွေးပဲအဲ့ဒါမှ40 version ပေါ့နော်တော်တော်မိုက်တယ်အဲ့ဆိုတော့ Jubilation အနံ့ကတော့ဒါလူတိုင်းကြိုက်မှာတော့မဟုတ်ဘူးเนาะ Jubilation 25ဆိုလို့ရှိရင်လည်းဒါလူတိုင်းကြိုက်မယ့်အနံ့မဟုတ်ဘူးဒါတော့ကျွန်တော်ကြိုက်တဲ့အနံ့ပုံစံမျိုးဖြစ်နေတာပေါ့နော်သူ့အနံ့တော့ Middle Eastern နဲ့ Middle Eastern ကိုမှဥနဲ့အဲ့လိုတစ်ဆေးတွေနဲ့ကိုပေါင်းထားတဲ့ဟာကိုမှတော်တော်လှပြီးတော့နှုတ်ရဒီဖြစ်တယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲအဲ့ဒါကိုမပို့ပြီးတော့ဒီဖြစ်သွားတာပေါ့နော်ဆိုတော့ဒီကောင်ကလှတယ်ဆိုတော့ဒီကောင်ကောင်းလိုက်တာဆွလိုက်တာဘူးစီတော်တော်လေးဖြစ်တဲ့တစ်ဆေးနဲ့ကိုရလိမ့်မယ်ပြီးတော့လို့ရှိရင် dry down ရောက်သွားလို့ရှိရင်ထုံးစံတိုင်းဦးအနံ့ထွက်လာမယ်ပြီးတော့လို့ရှိရင်ပြားရည်နဲ့ပါလိပါတယ်နိပညာရေးဆန်လို့လည်းဒါ Amouage ကဒါကြောင့်မလို့လည်းကျွန်တော်အကြိုက်ဆုံး niche မွေး house တွေထဲမှာထိတ်ဆုံးမှာပါနေတဲ့ဟာပေါ့နော်အဲကြောင့်မလို့လည်း AC တရတော့ဒီကောင် review လုပ်ပေးအောင်မယ်လောလောဆယ်ကျွန်တော်သိအများကြီးမပြောချင်အရင်ကြိုက်နေတဲ့ဟာလို့ပဲပြောချင်တယ်ပေါ့နော်ပလင်းကလည်းတော်တော်လှတယ်ကြည့်ပါဦး alright ဆိုတော့ဒါတော့ Amouage Jubilation 40နောက်ဆုံးပြပြချင်တဲ့ရေမွေးရတာတကယ်လည်းကျွန်တော်မှနောက်ထပ် Dublin လာတော့မှကျွန်တော်ပြပြမှုစဉ်းစားထားတာပေါ့နော်ဒါပေမဲ့မထူးတော့ပါဘူးအချိန်မဆွဲချင်လို့ပေါ့လေဆိုတော့ तू ကတော့ Mattia Premier ရဲ့ Crystal Saffron ဒါကတော့ကျွန်တော်ရှူလိုက်ထဲရသဘောကျနေပေါ့နော်ပြီးတော့ရှင်ကျွန်တော် A-Straight လည်းမှားထားသေးတယ်ပြီးတော့ရှင်ကျွန်တော်မှဒီကောင်ဒါ hair perfume တော့ကျွန်တော်ရှိသေးတယ်ပေါ့နော်တော်တော်လေးသဘောကျလို့ဒီကောင်ကဒါ saffron အနံ့ကိုမှအခက်ချူကြီးလေးနဲ့သွားထားတာ saffron အနံ့ဖြစ်တဲ့အတွက်တော့ leather အနံ့ပပလေးပါလိမ့်မယ်ဒါပေမဲ့တော်တော်လေးလှတယ်ပေါ့နော် wearable တော်တော်လေးဖြစ်တယ်ဆိုတော့ saffron မှခက်ချူကြီးလေးသွားထားတာဆိုတော့ Baccarat Rouge 540နဲ့တူရလို့လေကိုလူနည်းနည်းခံစားရလိမ့်မယ်နောက်ပြီးတော့ရှင်Nishan ရဲ့ Saffron Colonies ပေါ့နော်အဲ့ဒီကောင်မှပို့ပြီးတော့ကောင်းတဲ့ version လို့လည်းပြောလို့ရတယ်ပေါ့နော်တော်တော်လေးကို quality ကောင်းတယ်လို့ပြောလို့ရတယ်တော်တော်လေးသဘောကျနေမလို့ဒါကျွန်တော်အများကြီးတော့မပြောချင်သေးဘူးပြီးမှကျွန်တော်သူ့ကို review ဖြည်းဖြည်းချင်းပြသွားမယ်ဆိုတော့ဒါတော့နောက်ဆုံးပြပြချင်တဲ့ရေမွေး Mattia Premier ရဲ့ Crystal Saffron alright ဆိုတော့ဒါတော့ကျွန်တော်ဒီအပိုင်းနဲ့သဘောကျနေရေမွေးအသစ်14မျိုးဗီဒီယိုအပြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဗီဒီယိုသဘောကျရဆိုလို့ရှိရင်ကျွန်တော်ကို like follow see first ထားဖို့လည်းမမေ့ပါနဲ့ see you next time peace